မျိုးတို့ရေရှမ်းပြည်ရောက်တော့အင်းလေးပဲဆင်းလာခဲ့ပြီပြောဒီမှာလဲ organic တွေ share ပေါ်တယ်ဆိုလို့လာရှာတာရှုစင်းတွေတော့ပြောစရာမလိုအောင်မိုက်နေပြီလိုက်ခဲ့ကြပါဦးရှစ်မှာဖောင်တော်ဦးပြားတော့မြင်နေရပြီအမျိုးတို့ရေတကယ်ကိုတက်ပယ်စရာကောင်းတယ်ဗျာဖျားဖူးရင်လိတ်ဥလဲတူးဖို့ဖျားပေါ်အရင်သွားကြတာပေါ့ဗျာကဲဖျားတော့ဖူးပြီးပြီအမျိုးတို့ရေအင်းလေးမှာဘာ organic တွေရှိလဲအင်းသူတွေကိုအရင်မေးကြည့်အောင်ဗျာအင်းသားတွေကိုတော့မမေးချင်ဘူးဗျညီမလေးရေအင်းလေးမှာ organic အစားအစာဘယ်ဆိုင်ကောင်းလဲအကိုက organic ဆိုရင်ညီမလေးလိုပဲမြင်တာနဲ့ချစ်သွားရောဗျာအကိုကစကားတက်လိုက်တာနော်အကိုကြိုက်တဲ့ organic တွေဘယ်မှာရှိလဲညီမသိတယ်လာညီမနောက်လိုက်ခဲ့ကို organic ကြီးဒါအင်းလေးရဲ့ရေပေါ်စိုက်ခင်းတွေလေခရမ်းကျင်သီးတွေကိုရွှမ်းလို့ပြီးကြရင်အိမ်လိုက်ခဲ့တုတ်ကျွေးမယ်သူလေးတုတ်ကျွေးတဲ့ခရမ်းကျင်သီးတုတ်ကကောင်းလိုက်တာဗျာလက်လက်ဆက်ဆက်ခူးပြီးတုတ်တာဆိုတော့ပိုကောင်းတာပေါ့ဗျာစားကြပါအောင်မျိုးတို့ရေကို organic ကြီးညီမအကိုကိုဘိုးထောင်ကလည်းသူ့ရဲ့ organic အစ်စ်ကြီးကျွေးကျင်လို့တဲ့ခဏနေညီမအကိုနဲ့လိုက်သွားလိုက်အောင်နော်သူ့အင်းသားတွေသဘောကောင်းချက်ဗျာညီမတွေမကဘူးအကိုကပါ organic တွေကျိုးမယ်ဆိုတော့ပျော်တာပေါ့ဗျာ organic စားပဲကြီးကတော့ထီပေါက်တာပဲပြုတ်ကို organic ကြီးကျွန်တော်ကျွေးမဲ့ organic အစ်စ်ကြီးမစားခင်ရေအရင်ချိုးလိုက်အောင်ဗျာတနေကုန်ရောက်သွားနေတာဆိုတော့ချွေးစော်နံနေရောပေါ့ကိုဘိုးထောင်တို့များလူပြိုကြီးလို့မပြောအောင်တကယ်ဇီးစားကြောင်တယ်ဗျာဒီအတိုင်းကျိုးလဲရတာကိုရေရင်ချိုးခိုင်းနေတယ်စားကျင်တော့လဲချိုးရတာပေါ့ဗျာရေချိုးပြီးလဲကို organic ကြီးကဒီအင်ကြီးပဲနော်ကဲထားပါဗျာကြောက်ကတိအတိုင်းကျွေးရတာပေါ့ဗျာလာကြောက်ခန်းနဲ့လိုက်ခဲ့ကိုဖိုးတောင်ရဲ့ organic ကြီးကကောင်းလိုက်တာတော့အင်းလေးကနေတော့မပြန်ကျင်တော့ဘူးရှင်ကို organic စားပဲကြီးရဲ့ organic အစ်စ်ကြီးတွေစားပြတာတွေကိုကြိုက်ရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားကြဖို့မမေ့ကြနဲ့နော်